အထာဏမေတံဘိက္ခဝေအနဝကာသောယံပရုပက္ကမေနတထဂတံဇီဝိတဟောရောပိယအနုပက္ကမေနဘိက္ခဝေတထဂတာပရိနိဗ္ဗာယန္တိအတိပ္ပယ်ကသူတစ်ပါးတွေလုံးလပြောကနဲ့မြတ်စွာဘုရားကိုသိအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိဘူး impossible လို့ပြောတာအထာဏမေတ္တ impossible ဘယ်နည်းနဲ့မှဖြစ်ဘူးဘုရားဆိုတာဟာသူတစ်ပါးရဲ့တပ်ဖြတ်မှုမပါဘဲနဲ့သဘာဝအတိုင်းသာလဲပြိဋိဘံဆံရိုးရှိတယ်ဆိုတဲ့ဒီစကားကိုမိတ်ချတာနော်အဲ့ဒီအထာဏမေတံဘိက္ခဝေအနဝကာသောအထာဏဆိုတာဖြစ်နိုင်စရာအကြောင်းမဟုတ်ဘူးအနဝကာသောဖြစ်နိုင်တဲ့အခွင့်အရေးမရှိဘူးယံပရုပက္ကမေနတထာဂတာဇီဝိတဟောရောပိယသူတော်ဘာတွေကလုံးလပြုတ်ပြီးတော့မြတ်စွာဘုရားကိုတတ်တယ်ဖြတ်တယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့လုံးဝမဖြစ်နိုင်ဘူးအနုပက္ကမေနဘသူရဲ့လုံးလမှာမပါပဲနဲ့တထာဂတာပြိနိဗ္ဗာယန္တိဘုရားဆိုတာသူ့အလိုလျောက်တာပြိနိဗ္ဗာန်ဆန္ဒသူများတတ်လို့မသိဘူးလို့ဆိုလို့ရပေါ့အဲ့ဒါလေးကိုမန္တန်အဖြစ်အသုံးချကြတယ်ယုံကြည်လို့ရှိရင်တော့လောက်ပေါ့သူများတွေကကိုယ့်ကိုလှုပ်ကြံတပ်ဖြတ်ခြင်းကမတတ်နိုင်ဘူးတဲ့မြတ်စွာဘုရားကိုခုံကိုအာယုံပြုတ်ပြီးတော့အထာဏမေတံဘိက္ခဝေနဝကံသောယံပရုပက္ကဝေနတထာဂတံဇီဝိတဟောရောပိယအနုပက္ကဝေနဘိက္ခဝေတထာဂတာပရိနိဗ္ဗာယန္တိဆိုတဲ့ဒီစာပိုက်ကလေးကိုအမြဲတမ်းရွတ်ဖတ်တရဆယ်ပြီးတော့မြတ်စွာဘုရားကိုကြည်ညိုတဲ့အနေနဲ့ကုသိုလ်စိတ်တွေပွားမယ်ဆိုရင်တော့အကျိုးတော့ဖြစ်မှာပါပဲသိကြတယ်နော်